လက်တားတက်စီငှားစီးမိရာကကြုံခဲ့ရတဲ့ထိတ်လန့်ပွဲအဖြစ်ပြက်အားလုံးပဲမင်္ဂလာပါ Audio ဘိုင်ကွီးစော် channel ကနေကြိုဆိုလိုက်ပါတယ်မိန်းကလေးတွေပြင်သွားရင်တက်စီငှားစီးတဲ့အခါကိုယ်လုံခြုံရေးအတွက်အထူးသတိထားနိုင်အောင်ကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်ပျက်ကလေးကိုသတိပေးခြင်းပါတယ်ဆိုပြီးရိတ်တင်ထားတာလေးကိုဖတ်ပြခြင်းပါတယ်ဒီနေ့ညနေ4 နာရီလောက်ကမြောက်ကလာတာမီနယ် M ကနေအေးဘော်ကိစ္စလေးပေါ်လာလို့မြောက်တကုံကိုပြန်ဖို့လမ်းကနေလက်တားတက်စီငှားစီးခဲ့ပါတယ်ကားပေါ်ရောက်တော့ကားသမားကသူ့ဖုန်းကိုပေါင်ပေါ်တင်ထားပြီးတခုခုကိုကြည့်နေပါတယ်ပထမတော့ line 3 ရင်းဗီဒီယိုကြည့်နေတယ်လို့ထင်ခဲ့တာပါတေချာကြည့်လိုက်တော့မှသူကြည့်နေတဲ့ဗီဒီယိုကတခြားမဟုတ်ပဲနောက်ခန်းမှာထိုင်နေတဲ့ကျမရဲ့ရင်ဘတ်နဲ့စကတ်ဝစ်ထားတဲ့နေရာတွေကိုခိုးရိုက်ထားတဲ့ဗီဒီယိုဖြစ်နေတာပါပိုဆိုးတာကသူဘောင်းမီဇစ်ကိုလည်းဖြုတ်ထားတဲ့အနေထားပါဖုန်းကိုနာနာကပ်ပြီးဖုန်းပြောခြင်းအောင်ဆောင်းကားနောက်ခန်းကို flash ပြီးလင်းပြီးခိုးရိုက်နေတဲ့တကယ်အောက်တန်းစားတနာယူပါဒါကိုတီးတီးချင်းကြောက်စိတ်နဲ့အတူအရန်ကန်ကောင်းသွားတာကရှေ့နားမှာထဲကျုပ်ဆက်ယုံရုံးစင်းချိန်ဖြစ်နေပြီးကားတွေပိတ်နေတာပါပဲချက်ချင်းရှေ့မှာဆင်းမဲ့ဆိုပြီးကားပေါ်ကဆင်းအောက်ရောက်တာနဲ့သူ့မျက်နှာနဲ့ကားနံပါတ်ကိုဖုန်းနဲ့မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူခဲ့ပါတယ်သူ့ပုံကိုရိုက်ရမလားဆိုပြီးကားပေါ်ကနေလူမယုံနဲ့ဆင်းလာပြီးရန်လုပ်ပါတယ်ဒါပေမဲ့အနီးနားမှာကားရှင်းပေးနေတဲ့ရဲတွေမော်တော်ဘီကယ်တွေရှိနေတော့သူဘာမှဆက်မလုပ်ရဲပါဘူးနင်ဖုန်းနဲ့ငါ့ကိုခိုးရိုက်နေတာငါသိတယ်လို့ပြောပြီးသူခိုးရိုက်ထားတာကိုချက်ချင်းဖျက်ပစ်လိုက်ပါတယ်ဖုန်းထဲမှာဘာမှမရှိဘူးစစ်မလားငါပုံကိုခွင့်ပြုချက်မရှိဘဲရိုက်တာအဆင်မပြေဘူးဆိုပြီးအော်ပြောသွားပါသေးတယ်ဒီလိုစိတ်ဓာတ်ရှိတဲ့ကားသမားနဲ့သာလမ်းပြတ်တဲ့နေရာလူရှင်းတဲ့နေရာဆိုရင်ဘာဆက်ဖြစ်မလဲမတွေးရဲလောက်အောင်ပါပဲအခုတော့လက်တားတက်စီငှားစီးဖို့လုံးဝကိုကြောက်သွားပါပြီဒီလိုအောက်တန်းစားကားသမားမျိုးကိုဘလို့တိုင်ကြားရေးယူရမလဲဆိုတာသိတဲ့သူတွေညွှန်ပေးကြပါအောင်ရှင်တခြားမိန်းကလေးတွေလည်းထပ်မခံရအောင်သူ့မျက်နှာနဲ့ကားနံပါတ်ကိုပါဖော်ပြပေးလိုက်ပါတယ်အားလုံးပဲသတိထားကြပါဟုတ်ကဲ့ပါဒီဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့တယောက်တည်းခီးသွားလာမဲ့မျိုးသမီးတွေသတိထားဆင်ခြင်နိုင်အောင်ဒီဖြစ်စဉ်လေးကိုပြန်လည်ဝေမျှလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ Audio ဘိုင်ကွီးစော်ပါ